ကျွန်တော်နာမည်ကတော့စွန်းကော်တုံးလို့ခေါ်ပါတယ်ကျွန်တော်တို့မိသားစုကရေလုပ်ငန်းငါးမွေးမြူရေးလုပ်လာခဲ့တာအခုဆို15နှစ်တောင်ရှိခဲ့ပြီပေါ့ကျွန်တော်လုပ်ငန်းကိုလွှဲပြောင်းယူပြီးတဲ့နောက်လွန်ခဲ့တဲ့3နှစ်ကလျံဟွာတန်ရွာလေးနဲ့အာမခံချက်ရှိတဲ့အဝယ်စာချုပ်တစ်ခုလက်မှတ်ရေးထိုးခဲ့ပါတယ်စာချုပ်ရဲ့သဘောတရားကတော့ငါးကြီးသေးအကောင့်ညံ့မရွေးဘူးဗျာတပိတာတချင်းကို30ရွမ်နှုန်းနဲ့ပုံသေးတက်မှတ်ပြီးအကုန်ပြက်ဝယ်ပေးတာမျိုးပေါ့အဲ့ဒီ3နှစ်တာကာလပတ်လုံးကျွန်တော်တစ်ခါမှပြက်ကွက်ခဲ့တာမျိုးမရှိပါဘူးဒါပေမဲ့ဒီနေ့မှာတော့အရာအလုံးကပြောင်းလဲသွားခဲ့ပြီတထေးစွန်းတီချာလေးကြည့်ပေးပါဦးဗျာဒီမှာကြည့်ငါးရဲ့စူးတောင်တွေကဖြူခွေးကြည်လင်နေတာပဲစူးတောင်တွေဖြတ်လိုက်ရင်ရက်တောင်တစ်ခုလိုပဲဗျာဒါတွေအားလုံးကတထေးရဲ့တက်မှတ်ချက်အတိုင်းမွေးထားတာပါခရီးတွေပိုးတုံးလုံးတွေနဲ့ပစုံရှင်တွေကိုပဲအစာကျွေးထားတာအစာတောင်တစ်စိတောင်မကျွေးထားဘူးဗျအရေးသွေးကတော့ရှယ်ပဲရွာသားတယောက်ကသူ့ရဲ့ငါးတွေကိုဂုံယူဝန်းကြွားစွာနဲ့ပြနေရှာတဲ့ဘေးနာကစရင်ကန်ကလည်းချက်ချင်းဆိုသလိုမှတ်တမ်းတင်လိုက်တယ်လူစရင်မှတ်လိုက်ဦးဟုတ်ကဲ့ကြောက်ကြားကန်ကငါးပိတ်တာ320ရွာသူရွာသားတွေကတော့ဝမ်းသာအားရနဲ့တယောက်တစ်ပေါက်ပြောနေကြတာပေါ့ရွာသားတို့ကြီးစာချုပ်ကတော့အသေးပဲဟိတပိတာ30ရွမ်နှုန်းနဲ့ကားပေါ်တန်းတင်လို့ရပြီကားပေါ်တင်ပြီးတာနဲ့ပတ်စံကိုရွာရဲ့စုပေါင်းကန်အကောင့်နဲ့တိုက်ရိုက်လွှဲပေးမှတပြားမှမကြံစေရဘူးပဲအားလုံးတန်းစီကြပါတယောက်ချင်းစီလာကြနော်ဟုတ်ပါပြီဗျာမလောကြနဲ့ဦးစီကံတိုင်းပဲတွားကြရအောင်တထေးဆုံးကတစ္ဆာရှိပြီးသားလူငါးရီချင်းရင်ချင်းတောင်းအောက်ကရေတွေကိုတေချာစစ်ထုတ်ကြဦးဟေသူ့ကိုအားနာရမယ်ရွာသားတွေရဲ့မျက်နှာမှာအပြုံးတွေဝေစာလို့နေတယ်တပိတာ30ရွမ်နဲ့ဗျာပြီးခဲ့တဲ့နှစ်ကပွဲစားတွေလာဝယ်တော့က4တတမ5ရွမ်ပဲပေးတာအခုတော့တထေးဆုံးကပတ်စံတွေကိုစွန့်ကျဲနေတယ်လို့ပဲဟုတ်ပါဗျာပိတာ3သူညဆိုရင်ရွမ်30သူညတောင်ရမှာဒီနှစ်တော့ငါတို့အိမ်တကြီးစောင့်နိုင်ပြီဟဲ့ရွာသားတွေပျော်ရွှင်နေတော့မှာပဲလူတယောက်ရောက်လာပါတယ်သူ့နာမည်ကဝူတာပြောင်းတဲ့သူကအရင်ကရွာကဆင်းရဲလုံးလို့ဆိုပြီးပြည်နယ်စိတ်ငါးစည်းကွက်မှာဂရိမောင်းနဲ့အလုပ်သွားလုပ်ဖူးတယ်ဒါပေမဲ့ကြားရတဲ့လောက်တော့တထေးကိုလိန်ညာလို့အလုပ်ထုတ်ခံလိုက်ရတာတဲ့လွန်ခဲ့တဲ့2နှစ်လုံးဘာတွေရှောက်လုပ်နေလဲမသိပေမဲ့အခုတော့ရွာကိုပြန်ရောက်လာတာသူကရောက်ချင်းပဲအော်ဟစ်ပြီးရန်ရှာပါတော့တယ်အားလုံးရက်လိုက်စမ်းဘသူကနောက်ထပ်တစ်ချင်းတောင်ထက်ရွှေရဲသေးလဲကြည့်မလဲအကုန်လုံးအခုချက်ချင်းရက်လိုက်ကြစမ်း